သူများကိုအပြစ်တင်တာသူများကိုကဲ့ရဲ့တာဟာကိုယ့်ပေါ်မှာပြန်ပြီးတော့ကြာရောက်တတ်တယ်ကြီးမားတဲ့အပြစ်တစ်ခုပြန်လေကိုကြောက်ဒါကိုအလွန်တတိထားเสียကောင်းလောကလူတွေဟာအပြစ်တင်တာလဲလွယ်လွယ်ကူနဲ့လုပ်တတ်တယ်ကဲ့ရဲ့တာလဲလွယ်လွယ်ကူနဲ့လုပ်တတ်တယ်မြတ်စွာဘုရားသခင်ကိုရမြတ်ရဲ့အဆုံးအမကိုဒီနေရာမှာမှတ်သားသင့်တယ်ပေါ့ဒါနေ့စဉ်ဘဝမှာအရေးကြီးတယ်ပေါ့လူတိုင်းလူတိုင်းရဲ့နေ့စဉ်ဘဝမှာနှုတ်ကိုစောင့်စည်းခြင်းဆိုတဲ့နှုတ်ကိုစည်းကမ်းချက်ထားတာအမတန်မှတန်ဖိုးရှိတယ်လူလောကမှာလုံနေကြတာနှုတ်နဲ့ပြောတာရဲ့ကိုယ်ဒီလက်ရောက်လှုပ်တာရဲ့ဒီနှစ်ခုပဲရှိတယ်အဲ့ဒီလိုနှုတ်နဲ့ပြောကိုယ်ဒီလက်ရောက်လှုပ်တာဟာအမှားယွင်းမရှိအောင်တတိထားပြီးတော့ဆောင်ရွက်ကြရမှာဖြစ်တယ်ပြစ်တင်မှုကဲ့ရဲ့မှုနဲ့ပတ်သက်ပြီးသူတစ်ပါးရဲ့အပြစ်ကိုရှုမြင်တဲ့ဟာရှုမြင်တိုင်းကောင်းသလားကဲ့ရဲ့တာဟာကဲ့ရဲ့တိုင်းကောင်းသလားလို့ဆိုမကောင်းတာတွေအများကြီးနော်မကောင်းတာတွေအများကြီးမြတ်စွာဘုရားကဟောထားတယ်ပရဝိဇ္ဇာနုပတိတ္တသူတစ်ပါးအပြစ်ကိုရှုမြင်တတ်တဲ့ပုဂ္ဂိုလ်လောကလူတွေဟာကိုယ်နဲ့ပတ်ဝန်းကျင်မှာကြည့်ဘယ်သူကပြင်ဘာလုပ်တာပဲဘယ်သူကပြင်ဘာပြောတာပဲဆိုပြီးတော့တစ်ဖက်သားကိုကဘလိန်လုပ်ဖို့ပဲစဉ်းစားတယ်ညာနောက်ကိုယ်ကိုလည်းအဲ့ဒီအကျင့်စရိုက်ရှိမယ်ဆိုရင်ဒီအကျင့်စရိုက်ကိုပြုပြင်ဖို့လိုအပ်တယ်ပေါ့သူများကိုဘလိန်လုပ်ပါနဲ့ကိုယ်အပြစ်ကိုပဲကိုကြည့်ပါသူများအပြစ်ကိုမကြည့်ပါနဲ့အပြစ်မမြင်ပါနဲ့လို့ဆိုအဲ့ဒီမှာမြတ်စွာဘုရားကပရဝိဇ္ဇာဆိုတာဝိဇ္ဇာဆိုတာပြောเสียအပြစ်ကိုဝိဇ္ဇာလို့ခေါ်ပရဝိဇ္ဇာသူတစ်ပါးရဲ့အပြစ်ကိုအနုပတိတ္တဆိုတာအမြဲမပြတ်စောင့်ကြည့်နေတဲ့ပုဂ္ဂိုလ်သူများကိုအပြစ်တင်ခြင်းတဲ့ပုဂ္ဂိုလ်သူများအပြစ်ကိုရှားနေတဲ့ပုဂ္ဂိုလ်အဲ့ဒီလိုရှားနေတဲ့ပုဂ္ဂိုလ်ဘာဖြစ်တတ်လဲအာတဝါတတဝဋ္ဌန္တိအဲ့ဒီပုဂ္ဂိုလ်မှာမကောင်းတဲ့အကုသိုလ်တွေအာတဝတရားဆိုတာကိုယ့်ရဲ့ယင်တဲ့နှလုံးထဲမှာမပြတ်စည်းဝင်လာတဲ့ကိလေသာတွေကိုလည်းဆိုတယ်အဘိဓမ္မာမှာတော့လောဘဒိဋ္ဌိမောဟဒီသုံးခုကိုအာတဝလို့ခေါ်ပြီးမယ်လို့အာတဝဆိုတာမိမိရဲ့တဏ္ဍာမှာမပြတ်စည်းဝင်နေတဲ့သို့မဟုတ်တန်တရားမှာကြာရှည်လာတဲ့စိတ်အစဉ်မှာဖြစ်ပေါ်လာတဲ့သဘာဝတရားဆိုးတွေလို့ဆိုအဲ့ဒါတွေဟာတိုးလာလိမ့်မယ်သူများအပြစ်မြင်ရင်အာတဝဆိုတဲ့ကိလေသာတရားဆိုးတွေကိုယ့်ရင်ထဲမှာတိုးလာလိမ့်မယ်